ကျွန်တော်တို့တွေကတစ်ခါတည်းမှာဒီပြုတ်မှုလေးကိုလူတိုင်းလိုလုပ်ဖူးကြမှာပါဒါဆိုဒီပြုတ်မှုလေးอ่ะကျွန်တော်တို့ရှင်နဲ့ဘလို့ခံစားချက်ကြောင့်ဖြစ်လာတဲ့ပြုတ်မှုလေးလေနံပါတ်1 fear and suspicion တန်တရားစိတ်နဲ့အကြောက်တရားဖြစ်လာရင်ဒီပြုတ်မှုလေးကိုကျွန်တော်တို့လုပ်တတ်ကြပါတယ်ဥပမာကျွန်တော်တို့ကိုယ်ရှိရသွားနေတယ်နောက်ကနေပြီးတော့တယောက်ကနေပြီးတော့နောက်ရောက်ခံလိုက်လာတယ်လို့စိတ်ထဲမှာခံစားမိလာတယ် you feel like someone is following you အဲ့ဒီအချိန်မှာကိုကစိုးရင်စိတ်နဲ့ကြောက်ရွံ့ဖြစ်လာတယ် you feel worried and nervous ဒါကြောင့်မလို့ you turn your head and glance behind you ဥပမာလေးကြည့်I heard footsteps, so I looked over my shoulder. ငါနောက်ကခြေတန်းကြတော့ဘာလဲဟာဆိုပြီးတော့နောက်ကိုလှည့်ပြီးတော့ကြည့်မိ Living next to bad neighbors, you feel like you have to constantly look over your shoulder. အိမ်ကြီးနာချင်းစိုးတဲ့အိမ်ကြီးနာချင်းနေရတာကို့မှာလုံခြုံတယ်လို့မခံစားနံပါတ်2ကိုလှုပ်ထားတဲ့အရာအတွက်စိတ်မလုံမလဲဖြစ်တာနောက်ကြောမလုံပေါ့နော်ဒီလိုအခြေအနေမျိုးဆိုရင်လည်းဒီသုံးလုံးလေးကိုသုံးပါတယ် After cheated on his girlfriend he is always looking over his shoulder like she is going to catch him သူ girlfriend ကို cheat လုပ်ပြီးတော့ဒါကိုသူ girlfriendရိပ်မိတော့မှဆိုးတဲ့အတွက်ကြောင့်အမြဲတမ်းလို့သူစိတ်မလုံမလဲဖြစ်နေတယ် He gave a bad report about his co-worker. Now he is constantly looking over his shoulder. သူ့ရဲ့ co-worker နဲ့ပတ်သက်ပြီးတော့မကောင်းတဲ့အကြောင်းတွေကို report လုပ်ပြီးတော့သူကအခုတော့နောက်ကျောမလုံဖြစ်နေပြီဒီလိုလူမျိုးကိုပတ်ဝန်းကျင်ကိုဘေးနာသူသဖြင့်ကိုလှုပ်တဲ့အလုပ်မှာရှိကြသလားအဲ့ဒါဆိုရင် that made you uncomfortable ကိုစိတ်မတက်မတာစိတ်ကတိကတောက်ဖြစ်စေတာပေါ့ဘာကြောင့်လဲဆိုတော့ you feel like someone is always watching you and checking your work မင်းကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့မင်းဘာလုပ်နေလဲဆိုတာကိုအမြဲတမ်း check နေလို့ပါပဲ She hate micromanaging boss she feel like she is working with someone looking over her shoulder သူမအလုပ်လုပ်တဲ့ဥစ္စာကိုအမြဲတမ်းလိုက်ကြည့်ပြီးတော့အသေးမွှားကိစ္စကအစလိုက်ပြောနေတဲ့တတိနဲ့အလုံးမလုံးချင်ဘူး Stop looking over my shoulder I know what I'm doing ငါလုပ်နေတာကိုမျက်လုံးတောက်ထောက်ကြည့်ပြီးတော့လိုက်ပြောမနေနဲ့ငါဘာလုပ်တယ်ဆိုတာငါသိတယ်ကိုစီးတဲ့မြင်းအထီးလားအမလားဆိုတာသိတာပေါ့နော်ဒါဆိုရင်အခုပြောပြသွားတဲ့look over the shoulder ဆိုတဲ့အသုံးနှုန်းလေးဟာဘယ်လောက်ထိသုံးဝင်လဲဆိုတာသိတော့ပါကဲနောက်ဗီဒီယိုမှာတွေ့ရင်နော် bye bye